ကိုမွေးလေးတစ်စားမှဖြစ်ပါတယ်ရှိနေပါမန္တလေးရောက်နေပါအဲ့မောင်လေးနဲ့မိတ်ဆက်ပြီးအစ်စ်လေးနဲ့ Hello say hi ကိုလင်းပါ Hello မလေးကိုဘဒူဆရာမတူဆရာအောင်မတူဒါလည်းဆရာပါပဲတွေ့ရဝမ်းတာပါတယ်စင်လေးနဲ့မိတ်ဆက်ပြီးငါ့ယူပဲမြင်နေရအဆင်မပြေဘူးမန္တလေးကိုစောနာမရောက်တာပါမန္တလေးကိုစောနာမရောက်တာဒီမှာရှောင်းလုံးရှားလာစားနော်ရှောင်းလုံးရှားအသေးလေးအမီလေးလာစားဖြစ်ပါတယ်မန္တလေးကစားမယ်ဆိုင်ကဆိုစကောင်းတယ်မောင်လေးပြန်လိုက်ကြည့်နော်အလုပ်လုပ်最上စိတ်ကောင်းလို့ကြောစိတ်ကောင်းလို့ကြောဟုတ်ပဲဟွာလေတောင်တမန်ရဲ့ပဲဟုတ်ဟုတ်တယ်ရှောင်းလုံးရှားဖြစ်ပါရဲ့ရှောင်းလုံးရှားပါလေညီမလိုပါဇွန်လုံးချက်ဒီမှာအရန်ကောင်းပါရဲ့ဒါအမီးလေးပဲပေါ့နော်တကယ်တမ်းကသူ့မှာလေအဲ့လိုလက်တွေပါရနော်လက်တွေပါဒီကောင်ကအမီးလေးပဲပါတာပါအဲ့မဲ့စားကြည့်ပါအရန်ကောင်းပါရဲ့ကဲကျမစားတာကြီးပဲသူကြည့်နေရမှာဆိုလို့ပါမန္တလေးကအစင်လေးနှစ်ယောက်ကစားပြမှာဖြစ်ပါရဲ့လာရှိုးကအစင်လေးရယ်မြကြီးနာဟုတ်ပါဟုတ်မလေးကအစင်လေးရယ်နှစ်ယောက်ပါ sorry ပါဒီမှာပါပထမဆုံးစားဘူးဒီကိပထမဆုံးစားဘူးလားဟုတ်ပါသူကဘာကိုလေးဝယ်ဒီတက်ဖြစ်နေတယ်လာမယ်ကိုလင်းကောင်းလာစားလို့စားနေရှိရမသိဘူးလားသိလားစားနေရှိရဒီအမီလေးကနေဂိုင်းလိုက်ပေါ့နော်အမီလေးကနေဂိုင်းလိုက်ပြီးသူကထိတ်လေးမှာအသားလေးထွက်နေတာရှိတယ်အဲ့ဒါလေးကိုသူတို့မှာအကင်လေးတွေလည်းရပါတယ်ရှိစကောင်းလားရှာလုံးရှာကောင်းပါရှာလေးကောင်းလေးအချောချောလေးလည်းရတယ်ကောင်းလေးချောချောလေးမရဘူးဒီမှာမရဘူးဒီမှာဟုတ်ပြီချင်းဆိုပါမယ်တော့ထဲမှာ sorry ဆိုလေးချွတ်တယ် sorry လို့ပြောတာsorry လို့ပြောတာအမကြီးနော်နားကြီးကလည်းကောင်းလာတယ်ဘာလဲမောင်လေးခွေးကြည့်မလားဆိုပါလို့ဟိုကျဲနေခွေးအဲ့တကယ်ပြောရလေဟိုတနေ့ကဆရာဟိုမှာလာပေါ့အဲ့မောင်လေးအိမ်မှာခွေးလိုက်ကြည့်လားတကယ်ပြောခဲ့အဲ့နေရာလေမမိလားအမပြောပြတကယ်သားပြောပါနော်ရှင်းလှုပ်လိုက်တာဘာမှပို့ဆိုရတော့မနေငါလေမနေ့ကကောင်းလေးရဲ့ဖုန်းတော့လိုက်တောင်းပြရတော့နင်မတောင်းရနေရှောက်မပြောလို့ဆိုတကယ်တော့ဘာလို့လိုချင်တာဆိုငါနဲ့သူထိုင်နေရမှာသူ့တောင်းပေးတာကြတော့သူကခွက်ပြေးရတဲ့ကြောက်လို့တယ်ဒါလည်းမသိတောင်းပေးရတယ်ဟာဘာသာတုံးဆက်တာဖြစ်ပါလဲကြိုက်ဆုံးပါအမရမ်းဆိုးတာအဲ့ဒါစိတ်ထားဟုတ်ဒါကြမဲပါလက်ကြီးနဲ့ခွဲပလိုက်တယ်ရိုက်ပြီးဆိုမှခဲကိုလေးမပြောကောင်းမလေးကရသွားမှကြည့်တော့ရသွားမှကြည့်โอเคအဲ့ကောင်းမလေးရမှာပေါ့ Sunday ပေါ့ Oh my god သူ့ရဲ့အားနဲ့ချက်ကပါလဲဆိုချစ်မခံတတ်တာပဲတို့ရဲ့ healing process မှာကျွန်တော်က number 1 main character နေရာပါဝင်number 1နေရာမှာဦးတည်တယ်ကျွန်မရဲ့ healing process မှာစပြီးတော့မှလက်ဦးဆရာသူအရက်တွေဘီယာတွေတောက်တောင်တင်ပေးတဲ့ဆရာသူနဲ့ဟာအကြမှာကိုလင်းဆိုရင်ထိုးမကျွေးနေတယ်ချက်တယ်ကိုလင်းမယ်ကဲ cheers ဘီယာတောက်ချင်မလို့တောင်းတယ်တကယ်တော့ရန်ကုန်ဘီယာကောင်းလားမန္တလေးဘီယာလားဟမ်ရန်ကုန်ဘီယာကောင်းလားမန္တလေးဘီယာရန်ကုန်ဘီယာနဲ့မန္တလေးဘီယာတွေကကောင်းလဲဆိုမူးရရအောင်ခံတာကျဲမဟုတ်ဘူးဘီယာရအောင်ခံတာမဟုတ်ဘူးရန်ကုန်ဘီယာပိုကောင်းလာရန်ကုန်ဘီယာပိုကောင်းတယ်အခုဖြည့်ပြီလေရန်ကုန်ဘီယာဘာလို့ပိုကောင်းလဲဆိုရန်ကုန်မှာကနည်းနည်း customize လုပ်ထားတဲ့ဘီယာလေးရှိရကွာဟုတ်ဘာမောင်လေးဘာပြောလဲဆက်နေပါပြောကျွန်တော်မမလေးကလေးလို့ဘီယာရတော့အဲ့ဒါပဲနော်ဒီမခံအောင်အဲ့ဒီဆိုင်ကဲစားလို့ကောင်းလားမသိဘူးစားလို့ကောင်းပါလေညစားလို့ကောင်းပါနော်စားလို့ကောင်းတယ်ကိုလည်းထိုးပြန်တော့စားပြီးရင်ပြန်ရဟာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကစားအောင်ပါဟုတ်သူတို့ပြန်มาမို့လို့နောက်ဆုံးစင်းလေးရိုက်ပေးရကျွန်တော်နဲ့အတူတူ
မန္တလေးမှာ အဲ့လေးမှာတောင်တက် တောင်တက်ချင်တယ်ဆိုရင်မနက်9နာရီခွဲဟင်းသူတို့နဲ့ငါမပေါင်းမုံစားတဲ့အချိန်ပဲပေါင်းပါကျေးဇူးအများကြီးတင်ပါတယ်ကင်မရာလေးချစ်နေရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်